Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဗီယက်နမ်မှာရှိပြီးတရားလှပသောဖူးကော့ကျွန်းလေးကိုသွားမှာဖြစ်ပါတယ်ရန်ကုန်ဖူးကော့ကဆိုရင်လေတိုက်ရိုက်မရှိဘူးလေတိုက်ရိုက်မရှိတာဖြစ်တဲ့အတွက်ဟိုချီမင်းဟွန်နိုင်အဲ့ရနေတဆင်းပြန်သွားလို့ရတယ်ပေါ့နော်ချစ်ချယ်တို့ကတော့ဟိုချီမင်းကိုရွေးလိုက်ပါတယ်ဟိုချီမင်းလေကညာဘက်ပဲရှိတာဖြစ်တဲ့အတွက်ဟိုချီမင်းလေစိတ်ကိုညဘက်ရောက်သွားပါတယ်ညဘက်ရောက်လာတာဖြစ်တဲ့အတွက်ဒီလေစိတ်နာဟိုတယ်မှာပဲတညတင်လိုက်ပါတယ်နောက်နေ့မနက်မှာတော့ကားငါပြီးတော့ဒီဖိုကောက်ကိုသွားဖို့အတွက်ကိုဟိုချီမင်းလေစိတ်ကိုပြန်သွားပါတော့မယ်အခုဆိုရင်ဟိုချီမင်းလေစိတ်ရောက်ပြီလေစိတ်ရောက်တာနဲ့ချေရူကဖိုကောက်ကိုသွားဖို့ check in ဝင်ဖို့ဒီဖိုကောက်လေရင်ကောင်တာကိုသွားပြီးရှာပါတယ်လေရင်ကောင်တာမှာ check in ဝင်နေပြီးရင် immigration ဖြတ်ပြီးတာနဲ့ချေရူကအခုဆိုရင်ဖိုကောက်ကိုသွားပဲလေရင်ပေါ်ကိုဟိုတက်နေပြီပေါ့နော်စတက်ပါပြီစတက်အခုဒါဆိုလို့ရှိရင်ဖိုကောက်လေဆင်းတော့ပဲပေါ့နော်ဒီလေမော်ကမြင်နေရတဲ့ဖူးကော့ကျွန်းတော်မှာတော်တော်လေးကိုဟိုလှတယ်လို့ခန်းစားရပါတယ်ခုဆိုရင်ဖူးကော့လေဆိပ်ကိုရောက်ပါပြီဟိုတယ်ကတော့တခါတည်း booking တင်ထားပြီးသားဖြစ်တဲ့အတွက်ဟိုတယ်ကကားကလာကြိုပေးပါတယ်ဟိုတယ်ကကြတော့ 4 star ပါဟိုတယ်နာမည်လေးကတော့ Saigon Phuket Resort လို့ခေါ်ပါတယ်ခုဆိုရင်တော့ဟိုတယ်ကိုရောက်ပါပြီဟိုတယ်လေးကလေမြင်လိုက်ရတာနဲ့စိတ်စိတ်ဆူဆူနဲ့တန်တန်ရှင်းရှင်းတသက်ရက်ကလေးဆိုတော့တရားတဲ့သူရဲ့ရင်ထဲမှာစိတ်ချမ်းသာရပါတယ်ဟိုတယ်ရောက်ပြီဆိုတော့ချေရိုအခု check in ဝင်မှု reception ကိုသွားပါမယ် reception ရဲ့ဘေးနားမှာလေးချေရိုကြည့်လိုက်တာနောက်ရက်ပေါ့နော်သူတို့ရှောက်လေဖို့အတွက်ကိုဒီ tour package လေးတွေဝယ်ဖို့ tour test လေးထားတာလည်းတွေ့ပါတယ်ချေရိုကတော့ဒီ tour test မှာတော့မဝယ်သေးဘဲနဲ့ pamphlet လေးပဲယူလာတယ်ပေါ့နော်အခန်းထဲရောက်မှ EC ကြည့်ပါမယ်ဒါလေးကတော့အခန်းစီကိုသွားနေတဲ့လမ်းလေးပေါ့နော်အခန်းကတော့စီးပြူခန်းလေးယူရတာဖြစ်တဲ့အတွက်ဒီသွားတဲ့ရှောက်လမ်းမှာဒီစီးပြူလေးကိုမြင်ရတဲ့ခံစားချက်ကအရန်ကောင်းပါတယ်ပြီးပင်လယ်ပြင်ရဲ့ရနံ့လေးရဲ့လက်ဆက်တဲ့လေးတွေကိုရှူရှိုက်ရတာတွေတော်တော်လေးကိုစိတ်ချမ်းသာဖို့ကောင်းပါတယ်အခုဆိုလို့ရှိရင်ဒါတဲမဲ့အခန်းကိုရောက်ပါပြီအခန်းတစ်ခါကိုဖွင့်လိုက်တဲ့နယ်လေးဟိုဟာအရန်စိတ်ချမ်းသာဖို့ကောင်းပါတယ်။တန့်ရှင်းသက်ရက်ကလေးပါ။လိုက်ကလေးဖွင့်လိုက်တာနဲ့ဒီပင်လယ်ပြင်ကိုမြင်ရတဲ့ခံစားချက်ကလည်းအရန်ကောင်းသလိုသူကရှေ့မှာ private ရေကူးကန်လေးလည်းပါတယ်။အရန်ကောင်းပါတယ်။အရန်မိုက်ပါတယ်။ဒီဟာလေးကဘန်ဂလိုလုံးချင်းလေးတွေကိုရိုက်ပြပေးထားတာပါ။ပြီးလို့ရှိရင်ဒီဘက်ကမ်းခြေဘက်ကနေအခုဒါရိုက်ပြပေးထားတဲ့ view လေးပေါ့နော်။တကယ်ကိုလှပြီးတော့နေလို့ကောင်းတဲ့နေရာလေးပါ။တကယ်လည်းဟိုအေးချမ်းလေးရှိပါတယ်နောက်နေ့မနေ့ကျရင်တော့ဆီရိုကရှောက်လေဖို့အတွက်ကိုတိုးပတ်ကိတ်ကလေးကြီးရပါတော့ဥမာတိုးပတ်ကိတ်လေးကတော့အများကြီးရှိတယ်ဆီရိုကတော့ဒီကျွန်းလေးကျွန်းပါတဲ့ package ကိုရွေးချယ်လိုက်ပါတယ်သူကတော့တအူးကို64 USD ကျပါတယ်ဘယ်လိုမျိုးလေးတွေသွားမလဲဆိုတာလက်ကြည့်ကြပါအောင်နော် Hello morning မှာဒီနေ့တော့ကန်းစီမှာလက်ရှောက်မှာပါဒါလေးကတော့အခုတဲနေတဲ့ Saigon Phuket resort လေးပါကန်းစီမှာလမ်းသွားရှောင်းပါပါခုဆိုရင်ကန်းအောင်လမ်းရှောင်းရွေးထွက်လာပါတယ်ရှောင်းထွက်လာပါတယ်ဒီဟာကတော့ office chat ပါမနက်သာသက်စားမယ်ပြီးရင်ဒီနေ့ကကျွန်းလေးကျွန်းကိုဟိုပတ်မှာဆိုတော့ဒီနေ့ကုန်ပါမယ် bye byeဒါလေးကတော့မနက်စာသွားစားတဲ့နေရာလေးရဲ့ပြီးနာမှာဂျင်စောလို့ရတဲ့နေရာရှိတယ်။အနားယူပန်းဖြစ်နေနေဘီလက်ဒီပိုင်းစောလို့ရတဲ့နေရာရှိတယ်။ရေကူးလို့ရတဲ့နေရာရှိတယ်။ချယ်တို့ကတော့ဒီနေ့မနက်စာကိုမြန်မြန်လေးပဲစားလိုက်တယ်။၈နာရီမနက်၈နာရီမှာဟိုတယ်ရှိမှာတိုးပက်ကစ်ဝယ်ထားတော့လေတိုးကားရဲ့တိုးလီတာရဲ့လာကျူမှာဖြစ်လို့ပါ။ဒါကတော့လာကြိုရဲတိုးကားပေါ်ရောက်ပါပြီတိုးလီတာလေးရရှင်းပြပေးနေရပါသူတို့စီမှာပက်ကစ်ဝယ်ထားတဲ့လူတွေနေတဲ့ဟိုတယ်တစ်ခုချင်းစီကိုလိုက်ပြီးတော့ခေါ်ပြီးတော့မှဒီ speed boat စီးဖို့ကန်နာကိုသွားမှာဖြစ်ပါတယ်ဒီဖူကော့မြို့တစ်ခုလုံးကိုမှပတ်ပြီးတော့ခေါ်ပေးရပါတော့သူတို့စီမှာပက်ကစ်ဝယ်ထားတဲ့လူတွေကိုပတ်ခေါ်ပြီးတော့မှကိုကန်နာကိုသွားမှာပါအဲ့မှာသူကလူမျိုးစုံပါတယ်ကိုရီးယားလည်းပါတယ်အိန္ဒိယလည်းပါတယ်အမေရိကန်လည်းပါတယ်လူမျိုးစုံပေါ့နော်မျိုးစုံအဲ့ speed boat တစ်စီးရဲ့နဲ့သွားမှာဖြစ်ပါတယ်speed boat စီးဖို့အတွက်ကိုကန်နာကိုရောက်ပါပြီတိုးလီတာလေးကတေချာ view site တက်ဖို့အတွက်ကိုသူကမှားပဲနေပါတော့ကြာ view site တက်ဖြစ်တက်ဆိုပြီးတော့မှားပြီးတော့ဒါအခု speed boat နဲ့ပထမဆုံးဘုံဆိုတဲ့ကျွန်းသွားမှာပါဘုံဆိုတဲ့ကျွန်း speed boat နဲ့သွားမှာဖြစ်ပါတယ်အခု
ဆိုရင် Bones Island ကိုရောက်ပါပြီဒီမှာဒီကျွန်းမှာတော့ဒီ sea walking လုပ်လို့ရပါတယ်ဒီမှာဝန်ထမ်းလေးတွေကပေါ့နော် sea walking လုပ်ချင်တဲ့လူတွေအတွက်ကိုစီးနှုန်းဘယ်လောက်ကြာမယ်ဘယ်လိုလုပ်ရမလဲဆိုတော့ရှင်းပြပေးနေရပါပြင်လေပြင်လေးကလည်းသမောတွေတွားနေတာလှလို့ရိုက်ထားတာပါဒီဥစ္စာလေးကတော့ဂျွန်တိုးရဲ့ချယ်ရိုစီးလာတဲ့ speed boat လေးပဲဖြစ်ပါတယ်ချယ်ရိုကတော့ sea walking လုပ်မှာဖြစ်တဲ့အတွက် ticket ဝယ်ပါတယ် ticket ကတော့ Vietnam Town နဲ့ဆိုရင်12,500ကျမှဖြစ်ပြီးတော့ UFD နဲ့ဆိုရင်54 USD ကျမှာပါဒီ sea walking လုပ်တာလေးအရန်သူတို့စီမှာအရန်စစ်ဖြစ်ပါတယ်ဒီစပင်အောင်ကြီးမစိုးပေါ့နော်ဒီအဝတ်စားတဲ့ခဏကိုရတကယ်ရေးတဲ့စင်တာဖြစ်တဲ့အတွက်ရေးဆိုပါတယ်ပြီးတော့ငါးတွေလည်းတကယ်ထိတွေ့လို့ရတယ်ဒီတနာကြောက်တန်းလေးတွေလည်းတကယ်ထိတွေ့လို့ရပြီးတော့အဲအောင်စိတ်လှုပ်ရှားပွဲကောင်းပြီးတော့ပြောစရာတကယ်ကောင်းပါတယ်walking လုပ်ပြီးပြီဆိုတော့ snorkeling လုပ်ဖို့အတွက်ဒုတိယကျွန်းဖြစ်တဲ့ကန်ဂီကျွန်းကိုသွားမှာဖြစ်ပါတယ်။ snorkeling နဲ့ snorkeling တွေကတော့ရေထဲဆင်းပြီးတော့ snorkeling လုပ်မဲ့လူတွေကတော့ဒီ speed boat ပေါ်မှာထိုင်နေပြီးတော့ဓာတ်ပုံရိုက်တာတို့ဒီကြောက်ဆောင်ကြီးပေါ်မှာတွဲတာတို့လုပ်လို့ရပါတယ်။အခုဒီမှာ snorkeling လုပ်တဲ့လူတို့ကြည့်ပြီးတော့ချဲတယောက်ကအားကြပြီးတော့ရေထဲကိုဆင်းပါတယ်။ရေလည်းမကူးတတ်ဘဲနဲ့ပင်လယ်ထဲကိုကြောက်နေဆင်းပါတယ်။အဲ့မှာလေ snorkeling လုပ်တဲ့ကြည့်တဲ့အချိန်မှာလေဒီငါးလေးတွေလေရေထဲကြည်ပြီးတော့တွေးရတာတော်တော်လှပါတယ်။ sea walking snorkeling လုပ်ရတာမောသွားပြီဆိုတဲ့အတွက်ဒီတတိယကျွန်းဖြစ်တဲ့ Meru ကျွန်းမှာနေ့လည်စာစားမယ်ပြီးလို့ရှိရင်အနားယူမယ်ဓာတ်ပုံတွေရိုက်ကြမယ်အဲ့တော့အခု Meru ကျွန်းပေါ်ကိုသွားပါမယ်ဒီနေ့သွားတဲ့ကျွန်းလေးတွေကတော့အကုန်လုံးလာကြတယ်သူ့ဟာနဲ့သူတစ်မျိုးစီလာကြတာပေါ့နော်ဒါမဲ့ဒီ Meru ကျွန်းကဘယ်လောက်လာလဲဆိုတာကိုဒီဗီဒီယိုရဲ့အဆုံးသားလေးမှာတခြားရိုက်ပြသွားမှာဖြစ်လို့ကြည့်ရှုပေးကြပါအောင်နော်တော်တော်လာတဲ့ကျွန်းလေးကိုတွေ့ရမှာဖြစ်ပါတယ်အခုတော့ထမင်းစားမဲ့နေရာကိုသွားနေတဲ့လမ်းတော့မှာတော်တော်လှနေပြီเนาะဒီမှာဓာတ်ပုံရိုက်လို့ရှင်လဲတအားလှပြီးတော့တကယ်လှပတဲ့နေရာလေးပါအခုတော့ထမင်းစားရောက်နေပါပြီဒါကတော့ထမင်းစားမဲ့နေရာပါနေ့လည်စာစားပါမယ်နေ့လည်စာစားပြီးရင်ဒါကတော့ကမ်းခြေဘက်ကိုလမ်းလျှောက်ပါမယ်ဒီကမ်းခြေမှာအနားယူလို့ရတယ်အပန်းဖြေဖို့နေရာလေးလည်းရှိတယ်ပြီးလို့ရှိရင်ဒီမှာဓာတ်ပုံလေးတွေလည်းရိုက်လို့ရတယ်တော်တော်လှတယ်ဒီနေရာဒီကျွန်းလေးကတော်တော်လှတယ်ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့သူတွေအတွက်ကတော့ဒီနေရာလေးတွေကတန်ဖိုးမပြတ်နိုင်တဲ့နေရာလေးတွေဖြစ်ပါတယ်ဒါလေးကတော့ drone နဲ့ဗီဒီယိုရိုက်ဖို့စောင့်နေရပါဗီဒီယိုမြိုက်ခင်ကတော့ဒီရိုက်မဲ့သူကတော့ post တွေတင်ထားပေးတယ်တကယ်ရိုက်လေရိုက်ကိုတစ်ချင်းနဲ့တစ်ချင်း empty နေရပါတယ်လုံးလိုက်လည်းမသိဘူးပေါ့နော်ဒါပေမဲ့သူကရှူကင်းလေးတွေကိုတခြား drone နဲ့ရိုက်ပြထားတာဖြစ်တဲ့အတွက်တခြားလေးလှပလေးမြင်ရအောင်လို့တစ်ချင်းထည့်ပေးထားတာပါတော်တော်လှတဲ့ကျွန်းလေးပါဒီ Meru ကျွန်းကဟိုလိုသူ့ရဲ့ကျွန်းပုံစံလေးကအပေါ်က drone နဲ့ရိုက်ပြထားလို့လည်းဖြစ်မှာပေါ့နော်တော်တော်လှတယ်တစ်ချင်းအကြိုက်ဆုံးကျွန်းကတော့ဒီနေ့သွားတဲ့ကျွန်းထဲမှာဒီကျွန်းဖြစ်ပါတယ်ဒါကတော့နောက်ဆုံးကျွန်းဖြစ်တဲ့ Thorns Island မှာThorns Island ကိုအပေါ်သွားဖို့အတွက်ကိုဒီ baggy ကားလေးနဲ့သူတို့လာကြိုပေးပါတယ်။ Thorns Island ပေါ်မှာဘာရှိတယ်ဆိုရေကစားနည်းမျိုးစုံရှိပါတယ်။အဲ့မှာThorns Island ကိုသွားမယ်ဆိုလို့ရှိရင်ရေကူးဝစ်စုံတော့တေချာထဲပါပါ။ဒီမှာရေကစားနည်းမျိုးစုံရှိတဲ့နေရာလေးချဲရိုက်လာပြီးဒီနေရာလေးမှာတော့သူကဒီရေမကစားတဲ့လူကြီးတွေပေါ့နော်အဲ့ဒါတွေအနားယူလို့ရတယ်နားလေးမှာထိုင်ပြီးတော့တော်တော်လေးရိတ်တယ်ပြီးရေကစားနည်းရမျိုးစုံမမြင်ဘူးတဲ့ဟာအကုန်ရှိတယ်ဒီမှာဆိုတော့တအားကိုအမြင့်ရနေပြီးတော့လေလုံးဝဆင်းလာတာအရန်ကိုစိတ်လှုပ်ရှားဖို့တော်တော်ကောင်းမဲ့ရေကစားနည်းမျိုးစုံပေါ့နော်အားအားလေးရှိရယ်ဒီကျွန်းကတော့တော်တော်ရေကစားနည်းမျိုးစုံရှိရဲ့ကျွန်းလို့တောင်ပြောရမယ်ပေါ့နော်အမြင့်ရရှိတယ်ပြီးတော့ကန်းကြီးလိုနေရာမျိုးလေးတွေရှိတယ်ပေါ့ပပသွားလို့ရတဲ့ဟာမျိုးလေးလည်းရှိတယ်ဒါကတော့တစားနီးနောက်တစ်မျိုးပေါ့နော်ဒီရေကူးဘောခွင်းထဲကိုဝင်ပြီးတော့ဒီသူဒီ sun wall ပေါ့နော်ဒီ sun wall ကြီးတစ်ခုလုံးပတ်ပြီးတော့ဒီရေကူးဘောလုံးလေးတွေနဲ့ပတ်ပြီးတော့စီးတဲ့သဘောမျိုးပေါ့နော်ဒါလေးကတော့အရန်တော့ကြောက်စရာတော့မကောင်းဘူးအမြင့်တော့မဟုတ်ဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါလေးဆိုလို့ရှိရင်လည်းတအားမြင့်တယ်သူကအဲ့လိုမျိုးရေကူးကစားနည်းမျိုးစုံရှိရပေါ့နော်အဲ့ဒါလေးတော့တစ်ခုချင်းမရှင်းပြတော့ဘူးဒီတိုင်းပဲဗီဒီယိုလေးနဲ့ကြည့်ရှုပေးကြပါအောင်နော်
ဒီမှာကတော့လေရေကစားနေမျိုးစုံရှိတယ်မျိုးစုံမှာလေတကယ်အမြင့်ကြီးတွေလည်းရှိတယ်မမြင့်တမြင့်လည်းရှိတယ်အဲ့လိုမျိုးစုံရှိရပါတော့တကယ်ရေကစားနေလို့ roller coaster ကိုလုံးဝစိတ်လှုပ်ရှားပြီးတော့စီးရတာစိုက်တယ်ဆိုရဲလူတွေကဒီနေရာကိုလေလုံးဝတကယ်လာသိနေတယ်လားဒီနေရာအရန်ပဲပျော်စရာကောင်းတဲ့နေရာလေးတစ်ခုပါရေကစားနေလည်းမျိုးစုံရှိတယ်ပြီးတော့နေရာကလည်းပူပူလောင်လောင်ကြီးမဟုတ်ဘူးအေးတိတ်ရိပ်ဝိုင်းအိမ်နဲ့အေးချမ်းချမ်းဒီနေရာလေးကတကယ်ပျော်ဖို့ကောင်းတဲ့နေရာလေးပါဒီနေရာလေးကိုအရန်သဘောကျတယ်ဒါပေမဲ့ဒီလိုမြင့်တဲ့ဟာတွေကြတော့ချဲမစီးရပါဘူးမစီးရလို့မစီးခဲ့ပါဘူးအလာတော့ကတော့ speed boat နဲ့လာပြီးတော့ဒီမြေပင်လေတဲ့အလှတရားကိုမြင်ရပြီအခုအပြန်ကြတော့ဒီ Thorns Islands ကနေပြီး cable စီးပြီးတော့ပြန်มาအပေါ်ကနေပြီးတော့တကယ်လှတဲ့အလှတရားကိုသိချမြင်ရတာပေါ့နော်သူကပင်လေကြီးထဲမှာကျွန်းတစ်ခုနဲ့တစ်ခုကိုဒီ cable tower တိုင်းနေထောင်ပြီးတော့လှုပ်ထားတာဆိုလေအရင်စိတ်လို့ရှားဖို့ကောင်းတယ်စီးရတာအမြင့်ကြီးပဲတကယ်ရေပင်လေတွေကနေဖြတ်ပြီးတော့ cable စီးရလို့မျိုးခံစားချက်ဖြစ်ပါတယ်ပြီးအဲ့ပေါ်ကနေပြီးတော့ဒီသူ focus မျိုးနဲ့နီးလာလေပိုလှလာလေပြီးလို့ရှိရင်အိမ်မှာရက်ထားတဲ့သမောလေးတွေကိုဘောကမြင်ရတဲ့မြင်ကွင်းရတယ်တော်တော်လှပါတယ်အခုဆိုရင်တော့ချေရူကကီဘေကဒီဖုခက်ကိုရောက်ပါပြီကီဘေကစဉ်းချင်းမှာပဲပေါ့နော်ဒီဖုခက်အမှတ်တရပစ္စည်းရောင်းတဲ့ပစ္စည်းဆိုင်လေးပေါ့နော်ဆိုဗီနီယာဆိုင်လေးတွေလည်းတော်တော်များများရှိပါတယ်အဲ့မှာတော့ချစ်တစ်ခုချင်းစီတော့တခြားရိုက်ပြထားတယ်ပေါ့နော်အဲ့မှာ BNN အိုးထုတ်လေးတွေရှိတယ်အဲ့သူတို့ဖုခက်နဲ့ပတ်သက်တဲ့အမှတ်တရပစ္စည်းလေးတွေရှိတယ်ဒါလေးဆိုလို့ရှိရင်သူကဒီမှာအဲ့ဖန်ပလင်းလေးနဲ့တော်တော်လှတယ်ဒီလိုအလုံးလေးတွေအဲ့လိုမျိုးသူတို့ဒီဖုခက်ကျွန်းရဲ့တကယ်အထင်ကြီးရနေရပုံစံမျိုးလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေရှိတယ်ဒီမှာဆိုလို့ရှိရင် BNN အိုးထုတ်လေးတွေလည်းရှိတယ်အားလေးကြည့်ပြီးတော့ချေရိုတိုးကားရှိတဲ့နေရာကိုခုသွားပါတော့မယ်ဒါတိုးကားရှိတဲ့နေရာကိုချေရိုသွားနေရပါဒါတိုးကားရှိတဲ့နေရာကိုရောက်ပါပြီဒါချေရိုလာကျူတဲ့ကားပါချေရိုအခုဟိုတယ်ကိုပြန်လာတော့မယ်ဒီဖူးကော့ကျွန်းကလေတကယ်လှတယ်ပြီးတော့သူ့မြို့လေးရတယ်လေတန့်ရှင်းနဲ့လေချစ်စရာလေအိမ်လေးတွေကလေအရန်ချစ်စရာကောင်းတယ်အခုဆိုရင်ဟိုတယ်ပြန်တဲ့လမ်းမှာဆိုလို့ရှိရင်ဒီအိမ်ပုံစံလေးတွေတွေ့ရတယ်ဒါဟိုတယ်ပြန်မဲ့ဒီတိုးကားပေါ်မှာပါလာတဲ့လူတွေအကုန်လုံးကိုဒီသူတို့နေတက်ဆိုင်ရာဟိုတယ်ဒီမှာပြန်ချပေးသွားမှာပေါ့နော်ဒီတိုးကားပြန်ချပေးအဲ့သွားတဲ့တောက်လျှောက်လမ်းမှာလေဟိုတယ်ဇုံတွေဆိုလဲအခုစောင့်နေဇဲရှိဟိုတယ်ဇုံတွေလည်းရှိတယ်အခုလုံးဝပြီးတဲ့ဟိုတယ်ဇုံတွေလည်းဆိုလဲအများကြီးပဲပေါ့နော်တကယ်ချစ်စရာကောင်းတဲ့မျိုးလေးပါအဲကြောင့်မို့ဒီမျိုးလေးကိုလာလေဖို့ချစ်ချေရ recommend ပေးပါတယ်တစ်ချက်ဗီဒီယိုကြည့်ပြီးလို့အားလုံးကျေးဇူးအများကြီးတင်ပါတယ်